ဇလန်ရဲ့အဆောင်မှာဆွေးတော်ဆက်မှုအင်ဂျင်နီယာကိုတစ်စက်ကလေးမှဝါသနာပါပဲအင်ဂျင်နီယာကျောင်းလာတက်နေတဲ့တတိယနှစ်ကျောင်းသားခင်ယုံကစပိန်တစီနဲ့တူကျောင်းထဲကိုဝင်လာပါတယ်။အဲဒီအချိန်မှာပဲအနောက်ကနေသူ့တငယ်ချင်းတယောက်ရောက်လာပြီးသူတို့ရဲ့တငယ်ချင်းအွန်ဆောင်စေးရုံတက်လိုက်ရတဲ့ကိစ္စနဲ့ပတ်သက်လို့နှစ်ဝက်မှကျင်းပမယ်ဘတ်စကတ်ဘောကျောင်းကိုပြောနေကြတာပါ။ခင်ယုံကတော့သူစိတ်တိုလို့လုံလိုက်တဲ့ကိစ္စဖြစ်နေလို့အွန်ရောင်စားသူဝင်ကစားပေးမယ်လို့ပြောလိုက်ပေမဲ့လေတငယ်ချင်းကတော့ကျောင်းထွက်တော့မဲ့လူကဘာတွေပြောနေရလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ခင်ယောင်ဒီမေဂျာကိုစိတ်ဝင်စားဆိုတာတငယ်ချင်းတွေကလည်းသိနေကြတာမလို့အခုတောင်ထွက်စာတင်ဖို့လာတာမလားလို့မေးတော့ခင်ယောင်ကလည်းသူ့မူပြီးတော့ရှောက်ပြောတဲ့စကားကိုအတီးထင်နေတာပဲလို့ပြန်ပြောပါတယ်ဒီတော့မှတငယ်ချင်းတွေကလည်းဆုံးဖြတ်ချက်မှန်နေဒီနေ့ပထမနှစ်တွေထဲမှာမိန်းကလေး19ယောက်တောင်ပါလာတဲ့အကြောင်းပြောတော့မိန်းကလေးမမြင်ရနေတဲ့ယောက်ျားလေးအကြောင်းလို့တောင်မှထင်နေပြီးဆိုတဲ့ခင်ယောင်လည်းအားတန့်သွားခဲ့တော့တာပေါ့ဒါနဲ့တကယ်ချင်းကတကယ်ပြောတာအစင်တက်နဲ့ဝင်တဲ့သူကလည်းမိန်းကလေးပဲဒါပေမဲ့အဲ့ဒီမိန်းကလေးကလူစစ်ဟုတ်ရဲ့လားတော့မသိဘူးအခုချိန်ထိပါမောက်ခတော့မမြင်ဘူးသေးဘူးလို့ပြောပါတယ်ဒါကြောင့်မလို့တရားကသာဒီညနေစုဝေးပွဲကိုခေါ်လာပြီးရင်ကောင်းပါပဲလို့ဂင်ယုံကိုပြောလိုက်တော့တန်သဘောပေါက်သွားတဲ့ဂင်ယုံကလည်းအဲ့ဒီအကြောင်းသူရဲ့နာမည်နဲ့PPနံပါတ်ကိုတောင်းပြီးတော့ထွက်သွားခဲ့ပါတော့တယ်ဒီနောက်မှာတော့ကျောင်းသူတေဟန်ဆိုးစီကို PP နဲ့ဆက်သွယ်ပြီးစုဝေးပွဲကိုလာစေချင်တဲ့အကြောင်းနဲ့လာမယ်ဆိုရင်လည်းသူကတေချာပေါက်စုဝေးပွဲနေရာကိုလိုက်ဖို့မဲ့အကြောင်းကျောင်းနဲ့ပတ်သက်တာတွေကိုလည်းသိချင်တာအကုန်ပြောပြပေးမဲ့အကြောင်းကိုပြောလိုက်ပါတယ်ဒီလိုနဲ့အတန်းချိန်တစ်ချိန်ပြီးမှတော့ဟန်ဆိုးစီကနေဂင်ယုံကိုတွေးဖို့အတွက်သူပန်းရောင်အင်ကြီးဝစ်ပြီးတော့ကျောင်းသားခန်းမရှိမှစောင့်နေမယ်ဆိုတဲ့ဆက်သွယ်တဲ့ဖုန်းဝင်လာတာမလို့ဂင်ယုံလည်းချိန်တဲ့နေရာကိုအမြန်မဲ့သွားလိုက်ပါတော့တယ်အဲနောက်မှာတော့ပြောတဲ့အတိုင်းဝင်လာခဲ့တဲ့ဟန်ဆိုးကိုလူတွေထဲမှာလွယ်လွယ်ပဲရှာတွေ့သွားခဲ့ပြီးသူကတိအတိုင်းကျောင်းထဲကအထင်ကြီးနေရာတချို့ကိုလိုက်ပတ်ပြရင်းနဲ့စကားပြောဆက်ရှိတဲ့အခန်းကိုရောက်လာခဲ့ပါတယ်ပြောဆက်ကိုစိတ်ဝင်စားနေတဲ့ဟန်ဆိုးကိုကြည့်ပြီးသူတငယ်ချင်းအွန်ရောင်းနဲ့တူလိုက်တာလို့တွေးနေတော့ဟန်ဆိုးကပြောဆက်ကိုခဏဖွင့်လိုက်လို့ဘူတီကိုကန်လိုက်တယ်လို့သူကလည်းကန်လိုက်တဲ့ချိန်နှစ်ယောက်သားတက်လိုက်သွားကြတာပါအဲ့ဒါကိုဟန်ဆိုးကသူ့ပေါင်းကိုထိလိုက်တာမလို့ခင်ယုံလဲကြောင်းသွားပြီးနှစ်ယောက်သားအိုးတို့အန်နန်ဖြစ်ကုန်ကြတော့တာမလို့ဟန်ဆိုးကနေပဲသူတို့เจ้าမှာဒီပြောဆက်ကိုတုံးတဲ့เจ้าသားရှိတာလားဆိုပြီးစကားပြောင်းမေးလိုက်ပါတော့တယ်ဂေယုံလည်းရှိရင်ဘာလို့မလို့လဲလို့မေးရနဲ့ဟန်ဆိုးကရှိရင်တင်ကျင်လို့ပါလို့ပြောတော့ဂေယုံကမရှိဘူးလို့လိန်ပြောလိုက်ပြီးညနေဘက်မှာတော့ကျောင်းသားစုဝေးပွဲကိုနှစ်ယောက်သားရောက်လာခဲ့ကြပါတယ်အဲ့ဒီပွဲမှာတော့မူးနေတဲ့စီနီယာကျောင်းသားကြီးကဂေယုံတို့ဝိုင်းကိုပြောင်းလာပြီးဟန်ဆိုးကိုတတ်မဲ့ရန်ရှာနေရနဲ့ဟန်ဆိုးလည်းတီးမခံနိုင်တော့တဲ့ဆုံးစီနီယာကိုလဲတင်လိုက်လို့တခွန်းနဲ့ပြောပလိုက်ပါတော့တယ်အဲ့ဒီစကားကြတော့အားလုံးကလည်းစက်သေးသေးကုန်ကြသလိုပြောခံလိုက်ရတဲ့စီနီယာကိုရိုင်းလည်းအားတန်သွားခဲ့ရတာမလို့ပြဿနာတွေဒီထက်မကြီးခင်မှာပဲကျောင်းသားတချို့ကဆိုင်ပြင်ဘက်ကိုဆွဲထုတ်သွားပါတော့တယ်ဟန်ဆိုးကလည်းရှေးစဲနောက်ဆက်မှာပဲအဆောင်ပိတ်ချိန်နီးပြီမလို့ဒလို့ဆိုပြီးထွက်သွားတော့တာနဲ့အဲ့ဒီချိန်ထိကိုတအန်တော်ဖြစ်နေမိတဲ့ခင်ယုံလေသူလည်းပြန်တော့မယ်ဆိုပြီးတော့ဆိုင်ပြင်ဘက်ကိုထွက်လာတဲ့ချိန်မှာတော့သူ့ကိုစောင့်နေတဲ့ဟန်ဆိုးကထွက်လာတာကြားလိုက်တာလို့ပြောပါတယ်ဒီနောက်မှာတော့ဂေယုံလက်ကိုကင်ပြီးသွားဆိုလို့ပြောလာတာနဲ့ဂေယုံလည်းဟန်ဆိုးခေါ်တဲ့နောက်ကိုပါလာခဲ့သလိုဟန်ဆိုးအိမ်နာရောက်ခံနေမှာတော့ဟန်ဆိုးကဒီညလာချက်မှာလို့ပြောပြီးဂေယုံကိုနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီမှာပဲဂေယုံကဟန်ဆိုးနာမည်လမ်းခေါ်လိုက်ပြီးမနေ့ပြန်နေလေစာအတူတူစားမလားလို့မေးလိုက်တော့ဟန်ဆိုးကလည်းလက်ခံတာနဲ့ဝမ်းသာသွားပြီးတော့အွန်ရောင်စိတ်ုံတက်နေတဲ့စီကိုသွားကြွားလိုက်ပါသေးတယ်ဒီနောက်မှာတော့ဟန်ဆိုးကပြောဆက်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေတဲ့သူမလို့ပြောဆက်ပိုင်ရှင်ဖြစ်တဲ့အွန်ရောင်ကိုသူတို့အကြောင်းကအတန်သွင်းခန်းထဲမှာရှိတဲ့ပြောဆက်ငှားပေးလို့ရမလားလို့ခွင့်တောင်းလိုက်ပါတယ်။အွန်ရောင်ကလည်းရတယ်လို့ပြောတဲ့အချိန်မှာဂင်ယုံတယောက်အတိုင်းထက်လွန်ပြောသွားပြီးပြန်ကန်ဒီမှာတော့မှဒီညလာကြမှာလို့ပြောရင်းနဲ့သဘောတွေကြနေခဲ့ကအိမ်ပြန်ရောက်တော့လေသူ့ရဲ့အိမ်မွေးလေးလေးမိုးမန်ကိုသူ့ရဲ့ဒီနေ့အမခန်းလူတယောက်နဲ့တွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြနေပါတယ်။ဒီနောက်မှာတော့ကြက်နေရဲ့လောက်ကြည့်ရင်းနဲ့သူနဲ့ဟန်ဆိုရိုနီယာလာတစ်ခုတည်းကိုအတူတူကြည့်နေကြတာပဲလို့ကြပြတွေစမ်းနေခဲ့ပြီးမနှက်ပြန်ကြောင်းတဲ့ချိန်ရောက်တော့လေဟန်ဆိုးနဲ့ပဲချိန်တွေကုန်နေခဲ့တာပါအဲဒီလိုကနေကျောင်းရဲ့ဆိုင်ဘုတ်ရှိကိုရောက်တော့ကတ်ထားခဲ့တဲ့စာတစ်စောင်ကိုကြည့်ပြီးဟန်ဆိုးကသူ့ရဲ့အနာဂတ်ကျောင်းနေနဲ့ပတ်သက်တာတွေကိုပြောရင်းနဲ့ခေယုံကိုပါရှေ့ရှောက်ဘာလို့ချန်လဲလို့မေးလာပါတယ်အဲ့ဒီချိန်မှာပဲခေယုံကသူ့တစ်ချိန်လုံးတွေးနေခဲ့တဲ့ဟန်ဆိုးနဲ့နန်းကျင်နဲ့ဆိုတဲ့စကားကြီးကိုသူကိုယ်တိုင်တော့မသိဘဲနဲ့ထုတ်ပြောမိလိုက်တာမလို့နှစ်ယောက်သားကြောင်တောင်တောင်နေဖြစ်သွားကြပါတော့တယ်အဲ့ဒီမှာပဲစေးအောင်ဆဲလာတဲ့အွန်ရောင်ကသူ့ကိုလှမ်းခေါ်တာနဲ့ဂေယုံလည်းအတော်ဖြစ်သွားပြီးအွန်ရောင်စီပြေးသွားလိုက်သလိုအိမ်ပြန်ရောက်တော့လေသူ့လုံးလိုက်မိတာတွေအတွက်ရှက်စရာကိစ္စကြီးအတွက်ဘလို့မျိုးပြန်ဖတ်စေအောင်လဲဆိုပြီးတော့စိတ်တွေညံနေပါတော့တယ်အဲ့ဒီချိန်မှာပဲသူ့အွန်ဆောင်စီကနေယူလာခဲ့တဲ့စကားပြောဆက်ကြီးကရုတ်တရက်အတန်ထမိလာတာမလို့ဂေယုံကလည်းကမန်းကရန်းနဲ့ပြန်ထူလိုက်တဲ့ချိန်တစ်ဖက်ကမိန်းကလေးကတကယ်ကြီးတုံးလို့ရတာပဲဆိုပြီးအားတင်နေကြတာပါဒါနဲ့ဂေယုံလေးအခုမှသုံးဘူးတဲ့သူလားလို့မေးလိုက်တော့တစ်ဖက်ကလည်းဟုတ်တယ်လို့ပြောတာနဲ့ဂေယုံလေးပထမအဆုံးဆက်သွင်းရင်တစ်ဖက်နဲ့တစ်ဖက်ပြန်လဲမိတ်ဆက်ရတယ်လို့ကြားမှုတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲဒီမှာပဲတစ်ဖက်ကနေစကားပြောဆက်တဲ့ပထမဆုံးမိတ်ဆက်တဲ့သူတွေအတွက်ဆိုတဲ့အဲ့ဒီစာအုပ်စီကနေဒီတိုင်းပြောထားတာဆိုပြီးပြန်ပြောတာနဲ့ဂေယုံလည်းအဲ့လိုစာအုပ်မျိုးရှိရလားလို့ပြန်မေးရင်းနဲ့သူ့နာမည်ကိုမိတ်ဆက်လိုက်ပါတယ်
အဲဒီမှာပဲတစ်ဖက်ကနေလဲသူကမူနီဖြစ်ပြီးတော့ဟန်ကူမှာကြောင်းတက်နေတယ်လို့မျိုးအခုလဲသူတို့မိသားကမသိတဲ့သူနဲ့အင်တာဗျူးလုပ်ရမယ်ဆိုတဲ့အိမ်စာရှိလို့ဒီပြောဆက်ကိုဖွင့်ကြည့်လိုက်တာလို့ပြောတော့ကြောင်းချင်းတူနေတဲ့ခင်ယုံလဲအဲ့ဒီအိမ်စာကိုသူကူညီပေးမှာပေါ့လို့သူ့ကိုပြောဆက်ကြောင်းရေးထားတဲ့စာအုပ်ငှားပါလားလို့ပြောလိုက်ပါတယ်မူနီကလည်းငှားပေးမယ်လို့ပြောလိုက်ပြီးတော့ခင်ယုံတယောက်အတိုင်းမသိပြောသွားပြီးမူနီကိုလည်းမေးစရာရှိရလို့စကားချင်ရင်းနဲ့သူတို့မနေ့ပြန်နေလဲ12နာရီကြာရင်အများဆုံးတယ်လီဖုန်းရုံးရှိမှာတွေ့မယ်လို့ချိန်လိုက်ပါတော့တယ်အဲလိုနဲ့မနေ့ပြန်နေလဲ12နာရီမှာတော့သူတို့ချိန်ထားခဲ့တဲ့နေရာမှာပဲခင်ယုံတယောက်မူနီလာကိုနေ့လေ3နာရီထိုးကန်နေထိမျောနေခဲ့သလိုတစ်ဖက်မှာလည်းမူနီကမိုးရွာကြီးထဲမှာခင်ယုံလာကိုနေ့လေ3နာရီထိမပါဘဲနဲ့စောင့်နေခဲ့ပါတယ်အဲဒီမှာပဲမူနီစီကိုမူနီရဲ့ crashရောင်ကြီးရောက်လာပြီးတော့မူနီပေါ်ကိုထီမိုးပေးလိုက်တဲ့ချိန်မှာမူနီကဒီနေရာသူတို့အကြောင်းရဲ့အများသောဖုန်းပြောဆက်ရှိတဲ့နေရာရောဟုတ်ရဲ့လားလို့မေးလိုက်ပါတယ်။အဲဒီနောက်သူအလိန်ခံလိုက်ရပြီလို့ထင်သွားခဲ့တဲ့မူနီလေးမိုးရွာထဲမှာစောင်းလိုက်ရလို့ပြတ်သွားခဲ့တဲ့သူရဲ့အိုင်းလိုင်နာတွေကိုရောင်ကြီးတုပ်ပေးတာခရင်နဲ့သူကကံကြမ္မာဘာတွေကိုယုံတတ်တဲ့သူမဟုတ်တော့ဘဲနဲ့တခုခုထူဆန်းတယ်လို့ပြောတော့ရောင်ကြီးကလည်းငါလည်းကံကြမ္မာဆိုတာမယုံဘူးကံကြမ္မာသာရှိနေတယ်ဆိုရင်တော့ငါနာကကဆုံးဖြတ်ပြီးသားဖြစ်နေမှာပေါ့အဲဒီလိုပြန်ပြောလာခဲ့တာပါ။ရောင်ကြီးကတော့အကြောင်းတန်းနေရင်းနဲ့စောင်းဝင်နေရေးအတွက်အချိန်မှန်းလုပ်တွေကိုလုံးနေခဲ့ရတဲ့သူမလို့သူ့အတွက်အကြောင်းစာကအရေးမကြီးတော့ပဲဖြစ်နေတာမလို့တောင်တီးတဲ့မူနီယာပင်မန်းလေးတီးခန့်ပြီးတော့တောင်းထားပါအောင်လို့အားပေးလိုက်ပါတယ်။အဲလိုပြောရင်းနဲ့ပဲသူ့စကားတွေကတငယ်ချင်းစီးကိုကြော်သွားပြီလားဆိုပြီးထိတ်လန့်သွားပြန်တာနဲ့ရောင်ကြီးကနေပဲမကြော်ပါဘူးဒါတငယ်ချင်းတွေလည်းပြောလို့ရတဲ့စကားတွေပါလို့ပြောပြလိုက်ပါတယ်။ဒီနောက်မှာတော့မူနီရဲ့နဖို့စမ်းကြည့်ပြီးကိုနဲ့နဲ့ပူနေရမလို့စေးတောင်အောင်တော့လုံးမခဲ့ရင်းနဲ့အချိန်မှအလုပ်ချိန်နီးနေရနဲ့ခက်မြန်မြန်ထွက်သွားပါတော့တယ်။ဒီလိုနဲ့ညချိန်ကိုရောက်တော့ကေယုံနဲ့မူနီတို့နှစ်ယောက်ကနေ့လေကပေါ်မလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတယောက်ကိုတယောက်ရန်ထောင်ရင်းနဲ့ကိုလာတာကိုပဲတီးတဲ့ဖြစ်ကိုရောက်နေခဲ့ကြတာပါအဲလိုနဲ့နောက်တရက်အကြောင်းမှာမူနီအိမ်စာထရမယ်အလဲကိုရောက်လာခဲ့ပေမဲ့လေမနေ့ကဘာအင်တာဗျူးမှမလုပ်လိုက်ရတဲ့အတွက်တင်ပြစရာမရှိတာမလို့ရက်ထပ်ယူလိုက်ရတယ်လို့မျိုးမူနီရဲ့တငယ်ချင်းတွေကလည်းလူလိန်ကိုမေးမဲ့စာတွေ့တဲ့သူကိုပဲအင်တာဗျူးကောက်မိလိုက်လို့အကြံပေးလိုက်ပါတယ်တပတ်မှလည်းခင်ယုံကမနီးရကိစ္စဖြစ်ပြီးကလေးကဟန်ဆိုးကိုတောင်းရှောင်းနေကြရကနေနောက်ဆုံးမှာတော့ဖွင့်ပြောလိုက်ဖို့ပဲဆုံးဖြတ်ပြီးသူတငယ်ချင်းအွန်ရောင်းနဲ့လာတိုင်ပင်มาတော့တယ်။အွန်ရောင်းကတော့အလင်လိုရင်ဖြည်းဖြည်းသွားရတယ်လို့တင်ပြပေးခဲ့ပေမဲ့လည်းခင်ယုံကအလင်လိုမှတော့မြန်မြန်သွားရမှာပေါ့လို့ပြန်ပြောရင်းနဲ့ဟန်ဆိုးချက်ဖို့ကောင်းတာမင်းလည်းသိတာပဲလို့ပြောလိုက်ပါတယ်။အဲဒီမှာအွန်ရောင်းကလည်းချက်ဖို့ကောင်းတာတော့ဟုတ်ပါတယ်ဆိုပြီးတော့ထောက်ခံလိုက်တာကိုခင်ယုံကတော့ဟဲ့အောင်ပိုရီမပြောနဲ့ crash ကိုလာလို့မယ်ဆိုရင်တော့သူတငယ်ချင်းတွေဘာတွေကြည့်နေမှာမဟုတ်ဘူးလို့ကောပလိုက်ပါတော့တယ်။တပတ်မှလည်းမူနီယာရောင်ကြီးနဲ့ချိန်ထားတာမလို့ညဘက်ကြီးကျောင်းရှိမှလာဆောင်နေခဲ့ပေမဲ့လေလုံချုံရေးဦးလေးကြီးနဲ့တွေ့လိုက်ရပြီးဦးလေးကြီးကဒီမှာစောင့်မဲ့စာတယ်လီဖုန်းရုံးနဲ့ဝင်ကြည့်လိုက်ပါလားလို့အကြံပေးပါတယ်။ဒါနဲ့မူနီလည်းအထဲကိုဝင်လာခဲ့တဲ့ချိန်မှာတော့ရုံးအတွင်းမှာဘောဘက်အနေနဲ့ရှောက်ချက်ထားကြတဲ့ကျောင်းသားတွေရဲ့ရင်နှွေးကပြပေါင်းစုကိုမြင်လိုက်ရတာမလို့မူနီတယောက်စိတ်ညစ်နေရတဲ့တောင်မှပျောက်သွားပါတော့တယ်။အဲ့ဒါနဲ့ပဲညဘက်ကိုရောက်တော့လူလိန်လို့သူထင်နေတဲ့ခင်ယုံကိုသူမနေ့ကစိတ်တော်လို့စကားကြမ်းပြောမိပေမဲ့သူတကယ်နေ့လယ်2နာရီထိစောင့်နေခဲ့ရတာလို့အေးအေးဆေးဆေးပြန်ပြောပြတော့ခင်ယုံကလည်းသူတဲ့အတူတူပဲလေလို့ပြန်ပြောပါတော့တယ်တခုခုတော့လွဲနေပြီဆိုတာခံစားမိတဲ့မူနီလေခင်ယုံရဲ့အကြောင်းဝင်ခုနှစ်ကိုမေးလိုက်တော့ခင်ယုံက1995ခုနှစ်လို့ဖြေတာနဲ့2000ခုနှစ်ဝင်တဲ့မူနီလေဒီလိုအကြောင်းပြတာ20ကြာနေပြီကိုငါ့ကိုလာလောက်နေရလားဆိုပြီးတော့တင်းသွားခဲ့ပါတော့တယ်သူလိုပဲတစ်ဖက်ကခင်ယုံကလည်းသူ့ကိုလိန်နေရတော်လိုက်တော်လို့ပြောတာနဲ့မူနီကလည်းဖုန်းနံပါတ်ကိုပြောဖုန်းကိုတော့သိတယ်မလားလို့ထပ်မိတယ်လူလိန်မဟုတ်တဲ့ခင်ယုံကလည်းပေးတာပေါ့ဆိုပြီးတော့သူ့ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတယ်မူနီကလည်းအဲ့ဒီဖုန်းနံပါတ်ကိုချက်ချင်းခေါ်လိုက်ပေမဲ့တက်ဆင်ထားခြင်းမရှိတဲ့ဖုန်းနံပါတ်ဖြစ်နေရမလို့လိန်နာတော်မပြီးယူပဲဆိုပြီးတော့နောက်ထပ်စမ်းသပ်ချင်တာနဲ့မနေ့ပြန်12နာရီကြာရင်အများဆုံးတယ်လီဖုန်းရုံးရှိမှာတွေ့ကြမယ်တကယ်လို့12ခွဲကျော်တဲ့အထိသူရောက်မလာခဲ့ရင်ရုံးထဲကိုဝင်ပြီးတော့စာတစ်ခုခုရေးခဲ့ပေးလို့စမ်းသပ်လိုက်ပြန်တာမလို့နောက်တနေ့နေ့လယ်12နာရီမှာတော့ခင်ယုံတကမူနီချိန်တဲ့နေရာစီရောက်လာခဲ့ပြီးမြမူနီပေါ်မလာတာနဲ့သူခန်းတဲ့အတိုင်းလှုပ်ပြီးတော့ပြန်လာခဲ့လိုက်ပါတယ်